မိုးရွာရွာနေပူကိုယ်တွေ့ပြီးဆိုတာနဲ့ပြောနေကြတဲ့ကလေးတွေအများကြီးရှိတယ်မိုးရွာရဲ့သူတို့ပြောတယ်နေပူရင်လည်းသူတို့ပြောတယ်ကိုယ်တွေ့တာနဲ့ပျော်ရွှင်နေကြတဲ့ကလေးတွေはい。ทำไมตอนนี้ต้องอะไรကိုနာကိုလာခြင်းပဲမဲ့မိုးရေတွေနဲ့ရေအိုင်နဲ့ဆိုတော့အကောင်သေးတွေမလာနိုင်ဖြစ်နေတယ်ဒါတော့မရောက်အောင်အရောက်လာခဲ့တဲ့အကောင်လေးတရားလည်းရှိတယ်ကိုရဲ့ခေါ်တန်ကိုခွေးတွေရောငှက်ကလေးတွေရောကောင်းကောင်းကိုစီနေကြတယ်စောင့်နေတာမရှိဘူးအောင်မလို့